Baita pita. खाना मिलेगा तो देंगे donate to the one here in front here. Then we can inside, so I don't have to go because so many people. So I can stand here and witness. A little I can go, also go and then come back. Yes. A little, a few minutes. Yes. Okay. Here? Yeah. ဒီကတော့ဒီကမန္တကလည်းဝေဖန်တိကပြုတ်ပြီးတာအခုလေးရင်ဒီကတော့စာရေးတွေလိုက်ပြီရတယ်ဘုန်းကြီးတို့အဆင်ပြေတို့ကနားလဲတယ်သူတို့လည်းအဲ့လိုပြောထားလေရတယ်ဘုန်းကြီးတို့အဆင်ပြေတဲ့အတိုင်းနား ဒီဟာတွေကြတော့ရှေ့ဆုံးတန်းကိုတူလိုက်မယ်ဗျာ20ပဲရှိတာဆို How many? သူက20တဲ့20ရှိတော့ ဒါကတော့ရှေ့ဆုံးတန်းနေ မမရှေ့ဆုံးတန်း ရှေ့ဆုံးတန်းကိုယ်တိုင်လိုက်လူလဲရမလား ဘုန်းကြီးကိုလည်းဗီယက်နမ်မှာနှစ်ဖွဲ့ရှိတယ်တဘာဝဝိမု ക്തി နဲ့တဘာဝဗီယက်နမ်ပေါ့ဒါတော့တဘာဝဝိမု ക്തി အဖွဲ့တွေကသူကလည်းသူဩစတြေးလျတွေဘာတွေအလူငွေကောက်ပြီးတော့မှတပည့်တော်ကဟိုသူတို့ကဟောဖြစ်တယ် ဘုန်းကြီးလူလည်းခေါ်တော့ပတ်လိုက်ပြီ ဟုတ်ပါဘူး ဒီအောင်အဲ့ဒါက သူတို့ ရေကမဝဇာဟိဒုလဇယကမဝဇာပရိယောဒာနိအာဘတိနာနိဒေဒနာအနိရေကဇီဝရဏန္တာအတိကမိတောဧကံအာဘတိအာမေသတိဣတေကိယမသိတိယဧကဝတ္တမိယပိဝေဧကဝတ္တနောဧကအာဘတိအာမေသတိဣတေကိယမသိတိယအာနာဇီဝရံပိတိတဝါမဟာတံအတိကမနောဧကံအာဘတိအာမေသတိဣတေကိယမသိတိယယတိကာယဖိကမိယပုရဏဇီဝရံဘောဝတိနာဒွေအာဘတိယောအာမေသတိဘောဝတိသာဘောကဒုက္ခကံဒုဝါမိဣတေကိယမသိတိယယတိကာယဖိကမိယအတ္တတောဇီဝရံပရိက္ခဏံတောဒွေအာဘတိယောအာမေသတိ ဟိုထိတ်တန်းနေပဲလူ ယောဂိဒုက္ခတံကတိတိဣတေကိယမသိတိယဣညာတကံကဟပတိဝါကဟတတိဝါဝိညာပိတောဒွေဟပတိယောအပိသတိဝိညာပိတိဘယောဂိဒုက္ခတံဝိညာပိတိဣတေကိယမသိတိယအညေတေကံကာပတိဝါကာပတာတိဝါတဒုတုတိစီဝရဝိညာပိတောဒွေအပတိယောအပိသတိဝိညာပိတိဘယောဂိဒုက္ခတဝိညာပိတိနိတကိယပါစိတိယဧကေအဘဝရိတောအညာတကကဟပတိကဥပတိကမိတဝါဇီဝရေဝိကပံအပိဇန္တောဒွေအပတိယအပိဇတိဝိကတအပိဇတိဘယောဂိဒုက္ခတဝိကပံအပတိဝိဇတိယပါတိယ Hare
This we go to Vietnam after this a little we go to Vietnam camp in the name Mahayana. Okay, ဦးစင်းနေပေးလိုက်တော့ဆရာတော်ဝင်တိုင်းတယ်လို့တော့ဦးစင်းနေပန်းသေး one more တစ်ထည့်ပို့လို့ပါလေ ရပါဘူး တရားတူလိုအပ်တဲ့လူပေးလိုက်မှန်ပါ အာသာဆရာတော်ကြီးက အော်မှန်ပါ ကျွန်တော်တို့အာသာဆရာတော်ကြီး ပြဘီယန်နံပဲသွားလူလိုက် တမန်တော်ပါလေ ဟိုမှာဘီယန်နံတက်နဲ့ထိုင်းတက်မှာဒီကရွတ်ဖတ်တဲ့အတိုင်းလိုက်ရွတ်နေတယ် ဟုတ်လားလားလား အဲ့နဲ့ယောဂီတွေကတော့အစဉ်ပြေတဲ့ပဲရွတ်ကြတာပါ တမန်တော်ဘိုးက မနေ့ပိုင်းတော့ရွတ်တယ်နေကင်းပိုင်းတော့ဒီမှာတရားပြတယ် တမန်တော် ဒါပြီးသွားရင်အဲ့လာအိုတို့ထိုင်းတို့အဲ့ကျောင်းတွေမှာတရက်တရားဆန်းလေးလိုက်ဖို့အဲ့ဆရာတော်တွေပင့်ထားတာ တမန်တော် ဒီကျမတို့ညလာလူကြီး မပြပြောလဲတန်းနိုင်လောက်တော့အလူငွေလူလို့အဲ့ဒါပိုကောင်းတယ်လို့နှမပစ္စည်းတွေကြတော့များတယ် မှန်ပါဗျာဒီနေ့က300ကျော်ရှိတယ်ဗျာဆရာလေးခုနလေးပြောလို့330ပြင်လာတာ10အိတ်ပဲလို့ဒါအကုန်သွားမလားလုံးမဝေရောက်ဆက်လုံး မှန်မနေ့ပြန်မြန်မာဖွဲ့ရွတ်မှာဟိုမှာ ဟုတ်ပါဘူး ကိုရနေတယ်လို့မှာ အပါ30 ပါသုံးတယ်ရွတ် ပါအကုန်လုံးလေး ပြောဖွဲ့မှာ160လောက်ပါတယ်ဒီဘာကြီးတာမှာ မှန်ပါ သူကတော့2နေရာဖြစ်သွားတာပေါ့ဟိုကနားမှာလဲကမ္ဘောဒီးယားအကြောင်းနားမှာလဲတစ်ခုထပ်ပြီးတော့ပါဖြစ် ဒါကမန္တကလည်းကျင်းတော့ပုံဆောင်ဖြစ် မှန်လူတစ်တွေတော်တော်များတယ်ဟိုတစ်ခါမှမရောက်ဘူးတဲ့လူတွေလည်း မှန်ပါ နောက်လဲထပ်လာနေတာတစ်လျှောက်တာ ဒါတော့ တချို့ဆရာလေးတွေကလည်း ဟုတ်တယ်ဒီကပုံဖြစ်စမယ်ဗျာ မှန် ဒီပါလာတိုင်းဖြစ်စင်ဒီ မှန်ပါဗျာ ဒါပြတ်တော့ပုံမှန်ပုံတည်းရပဲဗျာ မှန် အဲ့ကဒီစနေနေ့ နောက်ပိုင်းပုံများလာမယ်တော်တော်များဒီရောက်မှကိုရင်ဝဲသီလရှင်ဝဲပေါ့နော်လို့ဝှေ့ချင်ကြတယ် သတော်နေ့ကျတော့လမ်းလျှောက်တော့ဒီဘက်မှာ information time information မှာသတင်း မှန် သတော်နေ့ကျဒီမှာလမ်းလျှောက်ပါ မှန်သူနည်းနည်းလှူနေသေးတယ်ပြီးသွားရင်ပြီးတော့ဗီယက်နမ်ပဲ မှန်ပါပါဒီနားလည်းဒီဘက်ကခြေတော့ဝါတော့ဟိုဘက်ကမာယာနာတွေကျန်တဲ့နားမှာမာယာနာပဲဒီကတော့ခြေတော့ဝါတော့ မှန်ပါ ဒီကာယဘိက္ခနိယဧကလောမာနိသောအပိ ဟုတ်တယ်အပါသုံးတယ်ဘုမမဟုတ်မြန်မာလိုပဲယူရမှာမြန်မာလိုယူရမှာဦးသူကပြိနံပါတ်ပြောလို့ဒါမှဒီပဲဘုရားမြန်မာစာမေးတာအင်္ဂလိပ်စာမေးတာဒါသူတို့ကအင်္ဂလိပ်စာမေးတာဒီစာတော့အတန်တော့မသိဘူးတော့ဦးသူတို့ဆိုဒီမှာတော့အမေတော်သူတို့မှလည်းဥပစီအမေတော်ဖြစ်တယ်ဒီနေ့နံပါတ်ကဒါတော့အကုန်ပြီဒါတော့ကုန်မှာနံပါတ်ဘလာဒီတောင်းတာကဘာတော့လဲတော့သုံးပြီးတော့ကြဟန်နေပြီသူကတော့သူတို့ပေးတဲ့တိုင်းချိန်ဒီကတော့သူတို့ကတနားရီနဲ့15မိနစ်တနားရီနဲ့15မိနစ်သူကတော့မရဘူးငါဆိုတော့လူရှင်လေးတွေတော့လာကြပါတယ်အဲ့လိုမျိုးမန္တကများတော့50တူရင်ကိုအများကြီးကြောက်ပါတော့ တဲ့တဲ့ကဒီကတော့များတယ် ပြောတော့ခုနတပားကိုမြန်မာငွေပဲအများကြီးကတူတာအဲ့ဒါ66သိန်းကိုခုနလေးတူတယ်66တပားကို2000ပဲတူတယ်ဒီတော့မန္တခါလေးကိုရှင်း မန္တကတွေမိကတွေ အားကရှင်းရတယ်ဒီလိုတရားနေတယ်သူပြီးတာဒါလေး organizer ဒီဟာလေးပဲဒီတော့မန္တကမဆန် organizer ဒီမန္တလောက်ပဲပြီးတာတို့တို့ဒီပစ္စည်းတွေသိမ်းမယ်ပြုမယ်ဆိုကားတွေလည်းငားရအောင်ပဲပြီးရဆိုင်ရအကြောင်းတွေကိုလည်းပစ္စည်းတွေပို့ရအောင်ပါ ဒီလိုတွေတကယ်ကြတော့မြန်မာမန္တကအလူရှင်အပေါ်ဆုံးနဲ့ ဟုတ်တယ် ကျွေးမွေးအကောင်းဆုံး ဒီကပဲလာဒီကနေ့ဒီကလာကြိုက်တယ်လေတစ်ဖက်ဒီပိုင်ဒီကလာဒီလား ဟောလို့ပါဗျာ ဟိုထေးတာဟိုတာမဟာယာနာဒီကိုချင်းချင်းညီတော့ပို့ပြီးတော့မန္တက ဘုန်းကြီးတို့မှဝေးမှာဆိုလို့ရှိရင်နန်းတော်မှာသူကစောတယ်တိန်းတာ ဟိုကပြီးပြီလားဆရာလေးလာပြီလာရင်ထွက်လာ ဘ
ဖျားပန်းကိုပူဇော်ဖျားကိုပန်းပူဇော်တာတပည့်တော်မန္တကအလားဆုံးပါဗျာ ဟုတ်တယ်သူတို့ပြောတာတော့350ဘုံလို့ပန်းရတော့350လင်ကားတွေဒီနေ့မှပန်းရဒီလိုဖြစ်တယ်အမနစ်တဲ့အဲ့ ဒီလေပြန်သိမ်းထားလို့ရတယ်အဲ့ပန်းရေဆိုလို့မရဘူး ရေမထည့်ရတယ် ရေမကြည့်ရင်ပြန်သိမ်းလို့ရတယ် ဆက်ပြပန်းရေထည့်ရတယ်ဆက်ပြလို့ဖြစ် ရင်းနဲ့ခေါ် ရေးနေကြမမကြီး ဟုတ်ပြီ